Hello everyone, thanks for joining me again. Today in this video, we are going to learn a few powerful English idioms that native speakers use all the time. If you understand these idioms, your English will sound much more natural and fluent. Anyway, before I explain them, so let me first tell you what an idiom is. အားလုံးပဲမင်္ဂလာပါကျမရဲ့ channel လေးကနေပြန်ပြီးတော့ကြိုဆိုပါရစေဒီနေ့မှာ native speaker တွေအသုံးများတဲ့ဒီ idiom လေးကိုလေ့လာကြမှာဖြစ်ပါတယ်ဒီ idiom လေးကိုဒါကိုကနားလည်ထားမယ်ဆိုရင်ကိုယ့်ရဲ့အင်္ဂလိပ်စာရဲ့အတန်အတွက်က native speaker လိုမျိုးတဘာဝကြကြပြောနိုင်လာမှာဖြစ်ပါတယ်အဲ့တော့ရုံးစောဒါတွေကိုမလေ့လာကြခင်မှာ idiom ဆိုတာဘာအဓိပ္ပာယ်လဲဆိုတာကိုအရင်ဆုံးပြောပြချင်ပါတယ်An idiom is a phrase or group of words that has a special meanings which is different from the literal meanings of each individual words. Idiom ဆိုတာကစကားလုံးနှလုံးသုံးလုံးထက်ပိုတဲ့စကားစုလေးတွေဖြစ်ပါတယ်။မူရင်းအဓိပ္ပာယ်နဲ့လုံးဝကိုကွဲပြားခြားနားတဲ့အဓိပ္ပာယ်တည်တံ့ထွက်နေတဲ့စကားစုလေးတွေဖြစ်ပါတယ်။အဲ့တော့လွယ်လွယ်ကူကူဥပမာပေးရမယ်ဆိုရင်အဲ့တော့piece of cake. A piece of cake. Those questions are a piece of cake. ဒီမေးခွန်းလေးတွေကလွယ်လွယ်လေးအဲ့တော့ piece of cake mean very easy. အရန်လွယ်တယ်လို့ပြောတဲ့အခါမှာကျမတို့ကvery easy လို့ပြောမဲ့အစား a piece of cake လို့ပြောနိုင်ပါတယ်အဲ့တော့ကိတ်ဖို့လေးတစ်ပိုင်းတစ်စဆိုတာကမူရင်းအဓိပ္ပာယ်နဲ့အရန်လွယ်တယ်ဆိုတာကဘာမှသက်ဆိုင်မှုမရှိပါဘူးဒါကြောင့်မို့ idiom တွေကိုနားလည်ထားမယ်ဆိုရင်ကိုယ့်ရဲ့အင်္ဂလိပ်စာ level အများကြီးတက်နိုင်ပါတယ် Now let me explain 3 idioms to clarify Number 1 break the ice break the ice သူရဲ့မူရင်းအဓိပ္ပာယ်ကရေခဲကိုခွဲလိုက်တယ်ပေါ့နော်တကယ်တမ်းကျတော့ရေခဲခွဲတယ်ဆိုတဲ့အဓိပ္ပာယ်မဟုတ်ပါဘူး It means to start a conversation and make people feel more comfortable conversation တစ်ခုမှာစကားစပြောလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကိုမသိတဲ့ဒစိမ့်နေကြတဲ့မှာကိုကဝင်ထိုင်မိတယ်အဲ့မှာတယောက်နဲ့တယောက်မသိကြဘူးရင်းနှီးမှုမရှိဘူးအဲ့ဒီအချိန်မှာဒီတိတ်ဆိတ်မှုကိုဖြိုခွင်းတဲ့အနေနဲ့တယောက်ကဒီ action တစ်ခုကိုဟာတာလေးတစ်ခုနဲ့ action တစ်ခုလုပ်လိုက်တယ်ဆိုရင်အဲ့ဒါက break the ice ပါအဲ့တော့conversation တခုကိုစကားစပြောတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။တယောက်နဲ့တယောက်ရင်းနှီးနှီးဖော်ဖော်ရွယ်ရွယ်ဖြစ်သွားအောင်စကားစပြောတယ်ဆိုတဲ့အဓိပ္ပာယ်ပါ။ So let me give you an example. The teacher told a funny joke to break the ice on the first day of class and everyone laughed. Let me say it again. The teacher told a funny joke to break the ice on the first day of class and everyone laughed ဆရာကအတန်းရဲ့ပထမဆုံးနေ့မှာကျောင်းသားတွေကိုရည်စရာဟာတာလေးတစ်ခုနဲ့စပြီးတော့ပြောလိုက်တယ်အဲ့ဒီအချိန်မှာအားလုံးကရီမောကြတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် and number 2 spill the beans အဲ့တော့ပဲတွေကိုမှောက်ချတယ်တုံချတယ်ဆိုတဲ့ဒါသူ့ရဲ့ direct အဓိပ္ပာယ်ကတကယ်တော့အဲ့လိုအဓိပ္ပာယ်မဟုတ်ပါဘူး it means to reveal a secret လို့ဝက်ချက်တစ်ခုကိုထုတ်ပြောလိုက်တယ်ပေါက်ကြားသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် So for example Lucy accidentally spilled the beans and told everyone about my secret Lucy accidentally spilled the beans and told everyone about my secret တဲ့ Lucy အားလုံးရဲ့ရှေ့မှာဒါမမျော်လင့်မဲ့ကျမရဲ့နှုတ်ဝက်ချက်ကိုထုတ်ပြောလိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် And the last one go the extra mile it means to put in more effort than expected အဲ့တော့မမျော်လင့်ထားတာထက်ပိုပြီးတော့စူးစမ်းအားထုတ်တယ်အားစိုက်ထုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် So for example The teacher goes the extra mile to help her students with their project. Teacher goes the extra mile to help her students with their project.
ဆရာကသူ့ရဲ့တပည့်တွေကိုကူညီဖို့အတွက်ဒီ project မှာကူညီဖို့အတွက်အစွမ်းကုန်စူးစမ်းအားထုတ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် Great job today. Use this idiom in your daily conversation and level up your English. And if you like this video, don't forget to like, share, and subscribe for more English lessons. Thanks for watching. See you in the next video. Bye.